မပြောချင်လို့မပြောဘဲနေရတာမပြောအောင်ပဲပေါ့နော်အိမ်အောင်ကြီးဖောက်ပြန်တဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့လေအိမ်အောင်ကြီးဖောက်ပြန်တာကတချို့မိန်းကလေးတွေကတော့လေအိမ်အောင်ရှိမှန်းမသိဘူးပေါ့နော်အိမ်အောင်ရှိမှန်းမသိလို့ဆိုပြီးတော့ဒီလိုမျိုးဖောက်ပြန်မိကြတယ်ပေါ့တချို့ကတိသွားတဲ့လူကလည်းနောက်ဆုတ်တယ်တချို့ကျတော့တိတိနဲ့ပဲရှေ့ဆက်တိုးကြတာလေးရှိတယ်တချို့ကကျတော့တိတိကြီးနဲ့ကိုတိတိကြီးနဲ့သူ့မှာအိမ်အောင်ရှိတယ်ကလေးတွေလည်းရှိတယ်တိတိကြီးနဲ့ကိုဆက်ပြီးတော့ဖောက်ပြန်တာပေါ့နော်လက်ခံတာပေါ့ဒီမျိုးသားကိုလက်ခံတာပေါ့အဲ့လက်ခံတဲ့နေရာမှာလည်းနှစ်မျိုး꿰သေးတယ်တချို့ကကျလူလယ်မတွေပေါ့နော်လူလယ်တွေကြတော့သူတို့ဘယ်လိုရမလဲသူတို့စီးပွားကိုပဲသူတို့ကြည်တာကွာဘယ်လိုရသမျှသူတို့ယူလိုက်တယ်ရသမျှယူလိုက်တယ်ပြီးရင်ငွေညှစ်ဆရာရှိသူတို့ညှစ်လိုက်တယ်ပေါ့နော်ပြီးရင်သူတို့အဲ့ရောက်ကြအောင်မယူဘူးသူများအိမ်အောင်ပဲသူတို့ဒုက္ခရအောင်လုပ်တာပေါ့သူတို့ရဲ့အကျိုးစီးပွားတစ်ခုရဲ့အတွက်ပေါ့အဲ့ဒါလေတယ်လို့တော့ခေါ်ရမှာပေါ့ကနွားမကြီးကြတော့အဲ့လိုမဟုတ်ဘူးချစ်တာဘာမှရယူလို့ချင်းဘာမှမရှိဘူးချစ်တာချစ်နေရရင်တော်ပြီသူများယောက်ျားတော့ပါတော့မသိဘူးသူတို့ချစ်တာပဲကနွားမကြီးကြတော့လေအဲ့ဒီကောင်မလေးကိုပြောချင်တာလေနင်တို့အဲ့ဒီချက်လာပါပြီဆိုရင်ယောက်ျားတကယ်မချစ်လို့ပေါ့မဟုတ်ဘူးတကယ်မချစ်လို့သူတို့အရှိရမိန်းမကြီးနဲ့သူတို့မကွာဘူးအဲ့မိန်းမတွေကမကွာပေးရမဟုတ်သူတို့ကမကွာပေးတာသူတို့အဲ့မိန်းမတွေကြည့်လိုက်အဲ့သူတို့မိန်းမတွေကိုကြည့်လိုက်သူတို့မိန်းမတွေကလည်းချောချောလှလှလေးတွေထထမြက်မြက်တွေပဲအဲ့ဒီမိန်းမကိုလည်းသူတို့မစွန့်လွတ်နိုင်သူတို့ကမရက်ပြားရင်ပေါ့နော်အများကြီးထားကြတယ်သူတို့ရဲ့စိတ်ထဲမှာနင်းကိုချစ်နေရမဟုတ်ဘူးနင်းကိုလွယ်လို့သူကအရန်နေရအောင် side dish ပေါ့ကွာဒါသိရမလားဟိုက main dish ဟိုကဘယ်လိုပြောရမလဲပေါ့နော်မိန်းမပေါ့နော်ပွဲတက်မရပေါ့ဆိုရင်နင်ကအချိုပွဲမရှိမဖြစ်မဟုတ်ဘူးချိုပွဲတစ်ခါလေးကြုံလို့စားတယ်ဟာအဲ့ဒါနင်မမဟုတ်ဘူးနောက်တစ်ယောက်ကိုလည်းသူတို့ကအဲ့လိုပဲချစ်နိုင်တယ်သူတို့ရဲ့စိတ်ကမချစ်တာမဟုတ်ဘူးနင်ကိုလည်းမချစ်တာမဟုတ်ဘူးချစ်တယ်ဒါပေမဲ့မရေကြီးကိုမချစ်တော့တာလားဆိုတော့လည်းမဟုတ်ဘူးတာဝန်ရတော့ပြောတာပေါ့နော်မိန်းမမကောင်းဘူးမရေကြီးကပေါင်းနေတဲ့မိန်းမဘာတွေမကောင်းဘူးသူ့ပေါ်မှာနားမလဲပေးဘူးစကားပြောမရှို့တာဘူးဘာညာအကြောင်းပြချက်တွေချစ်တယ်သူတို့စိတ်ထဲမှာအဲ့ဒီမိန်းမကိုလည်းချစ်တယ်နင့်ကိုလည်းချစ်တယ်နောက်ထပ်ပေါ်လာတဲ့ကောင်မလေးကိုလည်းချစ်တယ်သူတို့ကချစ်နိုင်တဲ့သူတွေပေါ့နော်အဲ့ဒီမှာမိန်းမတွေကယွန်လို့အဲ့လိုမျိုးဖြစ်လို့ဆိုပြီးတော့ခါတီးတီးမို့လို့ဆိုပြီးတော့ကွဲပေးလိုက်တဲ့သူရှိတယ်ကွဲပေးလိုက်တဲ့သူကြတော့ကွဲသွားပြီသူတို့ကဘေးနားမှာဘယ်လိုပြောရမလဲကြုံခံနေမဲ့ဝစ်ကြွေးခံနေမဲ့မိန်းမမရှိတော့ဘူးဆိုတော့နေရှိကိုရောက်လာတာပေါ့အဲ့လိုမှမဟုတ်ဘူးအိမ်အောင်ရှိရဲ့မိန်းမတွေကစဉ်းစားရတယ်လေတခုဆိုရင်ကိုကကွဲချင်နေတာတော့မှတားသမီးတွေအဖေမဲ့သွားမလားဟဲ့နော်ပတ်ဝန်းကျင်မှာအိမ်အောင်ပြက်ဆိုပြီးတော့ဒီလိုမျိုးကမောက်ကမဖြစ်သွားမလားဟဲ့စီပွားရေးတွေရောဘာတွေရောတူတူလှုပ်ထားခဲ့တဲ့အရာတွေရောဒါမျိုးတွေကိုထည့်သွင်းစဉ်းစားရတဲ့အခါမျိုးကြတော့အဲ့ဒီမိန်းမတွေကမကွဲပေးဘူးပေါ့နော်မကွဲပေးဘူးဆိုတော့ယောက်ျားကလည်းမကွဲချင်ဘူးယောက်ျားလည်းနင်တို့ဒါအမလီကွဲခိုင်းတာမကွဲပေးဘူးဘာညာပောက်ကရရချောက်ပြောလိမ့်မယ်အမှန်တကယ်တော့အဲ့မိန်းမတွေနဲ့သူတို့မကွဲနိုင်ဘာဖြစ်လို့လဲဆိုတော့အဲ့မိန်းမတွေနဲ့ကွဲရင်ခွေးဖြစ်သွားမယ့်ကောင်တွေလည်းတပုံအဲ့မိန်းမထူးချွန်နေလို့အဲ့မိန်းမထက်မြက်နေလို့အဲ့မိန်းမအနောက်က support ပေးနေလို့ဒီရေရှင်းရောက်ပြီးတော့နင့်ကိုအန်းနိုင်နေတဲ့ယောက်ျားကလည်းတပုံကြီးအဲ့တော့သူတို့ရဲ့ main dish တွေကိုသူတို့ကဘယ်တော့မှမကွဲဘူးနောက်ဆုံးအချိန်ကြီးကိုသူတို့ရားသမျှအားရင်နဲ့အကုန်ဆွဲထားမှာအဲ့မိန်းမတွေကွဲနင့်ကိုကွဲမှာဘာဖြစ်လို့လဲဆိုတော့နင့်လိုမျိုးလွယ်တဲ့တခြားမိန်းမတွေသူတို့ထက်ချလို့ရတယ်အဲ့ဒါနည်းနည်းပါးခေါင်းသုံးတယ်လားကိုကဘယ်အဆင့်ရောက်နေလဲဆိုတာခါလေကျရင်တချို့ကအမလီသူမိန်းမကိုမန်းတက်တယ်သူ့မိန်းမလှလှလေးလို့တောင်မှဟိုကမဖြစ်ပဲနဲ့ပေါ့နော်ငါ့ကိုလာကြိုက်တာဆိုတော့ငါပဲသူ့မိန်းမထပ်ပိုလှနေလားသူ့မိန်းမထပ်ပိုဆွဲဆောင်မှုရှိနေလို့လားသူ့မိန်းမထပ်ပိုပြီးတော့ငါ့ကိုချစ်မိသွားတာလားဒီပါမတွေးနဲ့အဲ့လိုမဟုတ်ဘူးသူတို့ရဲ့စိတ်ထဲမှာသူ့ကိုလည်းချစ်တယ်နောက်တစ်ယောက်ကိုလည်းချစ်တယ်နောက်ထပ်ပေါ်လာရင်လည်းသူတို့ကချစ်နိုင်တယ်အဲ့လိုမျိုးမလုံလောက်တာပေါ့နော်ယောက်ျားတွေပေါ်မှာအလုံလောက်နေတဲ့ယောက်ျားတွေကြတော့ဒါသူတို့ရဲ့အချက်တရားနဲ့အသိစိတ်နဲ့ထိန်းထားလို့လုံလောက်နေတာအမှန်တော့ဘယ်သူမှဘယ်ယောက်ျားမှမလုံလောက်ဘူးသူတို့ရဲ့ဘဝမှာမိန်းမတွေမှာလည်းမလုံလောက်တဲ့သူတွေအများကြီးပါယောက်ျားတွေပဲပြောနေလို့ယောက်ျားတွေကိုတစ်ဖက်ဆောင်နေပြောလို့မထင်နဲ့ပေါ့နော်မိန်းမတွေစိတ်မှာလည်းအဲ့လိုမျိုးပဲလေယောက်ျားလေးကခုနရေးကြတယ်မလားသူတို့တဲ့ချစ်တယ်လို့ပြောလိုက်ရင်လည်းပြန်မချစ်ဘူးတဲ့ဒါပေမဲ့တခြားတယောက်ကိုသွားကြိုက်ရင်လည်းသူတို့မကြိုက်ဘူးတဲ့မိန်းမတွေရဲ့စိတ်ကလည်းအဲ့လိုမျိုးလေကိုကပြန်မချစ်နိုင်တော့မှကိုကိုလာချစ်နေရလို့ကျင်ကြတာ
အဲ့ဒါကိုလည်းမိမတွေကအတိစိတ်နဲ့တိတ်ခါတရားရည်နဲ့ထိန်းကြတာပေါ့နော်ဒီကတော့အတိစိတ်နဲ့တိတ်ခါတရားရည်နဲ့မထိန်းနိုင်တဲ့သူတွေချင်းချင်းတွေ့ကြတဲ့အချိန်မှာဒီလိုမျိုးတွေဖြစ်ကြတာပေါ့ဒါပေမဲ့ဒီခေတ်ကြီးမှာကျတော့ဘယ်လိုပြောမလဲအကုန်လုံးကဒါကြီးကမထူးဆန်းတယ်လို့ဖြစ်လာတော့ရှက်စရာလို့မမြင်တော့ဘူးအတိစိတ်တွေတိတ်ခါတရားရည်နဲ့လည်းမထိန်းတော့ဘူးပေါ့နော်အဲ့လိုမျိုးအဲ့ဒါခါကျတော့အဲ့ဒီဂျိုပေါက်နေတဲ့အငယ်မတတိုက်ကိုပြောပြချင်တာပေါ့နော်ကိုအဲ့လိုမျိုးတွေမတွေးနဲ့လို့အမှန်နင်တို့အလွယ်ရလို့အလကားလောက်ရလေမမရန်ပြောမယ်ဆိုရင်သူတို့နင်တို့အန်းတဲ့ပမာဏမဟုတ်ဘူးပေးတဲ့ပမာဏကသူတို့အတွက်ဒါထမင်းစားရည်တာတကယ်ချင်းရှင်ဘီယာဆိုင်ထိုင်အရက်ဆိုင်ထိုင် KTV သွားတဲ့အမောင်းလောက်ပဲရှိတာလေသူတို့မိသားစုစီးပွားပြက်လောက်မျိုးအန်းတာမှမဟုတ်တာဟုတ်တယ်မလားသူ့မိမဖနက်တရံစားလည်းဖြစ်အောင်ပေါ့မျိုးအန်းနဲ့ဟာအဲ့တော့ချူချင်းရုံတတ်နဲ့ဆိုရင်တော့သူများယောက်ျားကိုချူရင်ချူပေါ့အဲ့လိုမှမဟုတ်ဘူးအချစ်စစ်တို့အချစ်မှန်တို့ဒီယောက်ျားရမှဖြစ်ပါမယ်ကလေးတွေပါသွားယူလိုက်တဲ့ဟာတွေကရှိသေးတယ်ဟိုကမကွာသေးဘူးကိုကနောက်ကနေတိတ်ပုံပွားနဲ့ကလေးယူလိုက်တဲ့ဟာတွေကရှိသေးတယ်ကိုသားသမီးမြတ်ရလာမယ့်ကလေးကိုလည်းစဉ်းစားကြည့်ပါဦးကလေးနဲ့ချီလို့ရမယ်ဒီပိုင်းမထင်နဲ့သူ့မရကြီးနဲ့ရတဲ့ကလေးတောင်မှမငဲလို့မရင်ငယ်စွာဖြစ်လာတာလေနင်းမွေးတဲ့ကလေးကိုသူကတန်ရုံးစီရှိလိမ့်မယ်ထင်လို့လားမဟုတ်ခင်မှာဥကိုခင်လားအဲ့လိုနဲ့ပဲမိဘမဲ့ကြရရောက်ကုန်ရရောနင်တို့ကအပြူပြန်လုပ်ပြီးနောက်ထပ်တယောက်ထပ်ဖန်မှုလည်းရှိရောနင်တို့ကလေးတွေကအဖိုးဖွားတွေကထိန်မွေးနဲ့အမှကိုဘွားကိုလည်းတိကြအောင်နော်သူများမရင်ငယ်လုံးမယ်ဆိုရင်လည်းစီးပွားဆန်လုံးကြအဲ့လိုမှမဟုတ်ဘူးရမ်းချစ်တာတို့ဘာတို့မထော်မနဲ့နေချောင်းမလုံးကြနဲ့နင်တို့ကအလကားရလို့လူတုံးလားလကားမမရတော့ရင်သူတို့တော့မှတုံးစားလို့မရတော့ရင်ပြစ်လိုက်မှာပဲဟိုတော့ကိုရီးယားကောင်ထွက်တာမတူလားမင်းကြီးလေသူကသူဘလောက်ပဲဟိုမိမကိုရွေးချင်မိမထက်မြက်လို့မိမကိုရွေးချင်လို့အငယ်နောင်နေဘလောက်ပဲထားနောက်ဆုံးတော့လေဒီငယ်များပဲအိုကြီးအိုမကြီးဖြစ်တော့လေဒီတိတ်ခါရှိရဲ့မိမရှိဘူးပဲထက်မြက်တဲ့မိမကိုပဲဟိုဖြစ်တာပဲလေအဲ့လိုမျိုးပေါ့အဲ့ဒါကိုအဲ့လိုမျိုးမလေးငါ့ကိုပို့ချစ်လို့နောက်လူပို့ချစ်လို့ပါပဲအဲ့လိုမျိုးအခုကဟိုပါချစ်ရလူတကယ်ချစ်နောက်လူဆိုတာမရှိလာဘူးမဟုတ်ဘူးသူတို့ကအံ့ဩဖို့ကောင်းတယ်တော့ချစ်ဖို့လေသူတို့ချစ်တာပဲနောက်ရီစားလေသူတို့ချစ်တာပဲယူလိုက်တဲ့မိန်းမလေသူတို့တကယ်ချစ်တာဒါပေမဲ့ယူပြီးထားဖောက်ပြန်တဲ့မိန်းမလေသူတို့ချစ်တာပဲဒါပေမဲ့အကုန်လုံးသူတို့တကယ်ချစ်တာတကယ်မချစ်ဘူးဆိုတာမရှိဘူးဒါပေမဲ့မချစ်တော့ဘူးဆိုလေသူတို့ကအဲ့လိုမျိုးပေါ့အော်နောက်နဲ့စဉ်းစားနိုင်တယ်ယောက်ျားတွေကလေဘယ်သူ့ကိုချစ်တဲ့နဲ့ဘယ်သူ့ကိုမချစ်တဲ့ဘူးဆိုတော့သူတကယ်တော့အကုန်လုံးကိုချစ်တယ်ဒါပေမဲ့ချစ်တဲ့ချစ်လိုက်တဲ့သူကိုသူတို့ကပို့ပြီးတော့အဲ့လိုမျိုးပေါ့အဲ့တော့စဉ်းစားပါနင်တို့ကိုပို့ချစ်လို့မဟုတ်ဘူးတကယ်လို့နင်တို့နဲ့လက်ထပ်ဖြစ်ခဲ့တယ်ဆိုရင်လည်းအဲ့ဒါကချစ်ရမင်းမှာပြစ်လိုက်တဲ့အမိုက်မို့လို့နင်တို့ရှိရောက်လာတာနင်တို့ကတော့ဘယင်ကြီးပေါ့နော်ရှင်ဘယင်ကြီးကိုအိမ်ဦးနဲ့ကြီးလို့ဖြစ်နေတာပေါ့အမှန်တော့သူတို့ကနှုတ်ပြစ်လိုက်တာသူတို့ကအမိုက်ဖြစ်သွားပြီသူတို့ကမှဒီယောက်ျားအမိုက်တော့ပြုတ်ပြင်လို့များထိမ့်သိမ့်လို့များစိတ်ပြတ်ဖို့ကောင်းတဲ့ယွန်စရာချီထုတ်ကြီးပေါ့ချီထုတ်ကြီးဆိုပြီးပြချလိုက်တာနင်တို့အဲ့ဒါယူဟိုဟာကြီးဆိုပြီးတော့ကောက်တာပေါ့နော်ချွေထုတ်ကြီးဆိုပြီးတော့ကောက်ပြီးအိမ်ဦးနဲ့တင်တာအိမ်ဦးကမှတင်တာပေါ့နော်ဘွာအဲ့လိုကိုဘွားကိုလည်းသိကြအောင်လို့